တောက်ကြသားသမီးတွေဒီဩဂုတ်လထဲမှာခံစားနေရတဲ့စိတ်ဖိစီးမှုတွေတန်းပြောက်သလိုဖြစ်နေတဲ့ခံစားချက်တွေကရိုးအပြောင်းလဲအကျဉ်းဆုံးကာလကိုရောက်နေလို့ဖြစ်နေတာပါရှစ်ဆက်ရင်ဆိုင်ရမယ်အလုပ်အကြောင်းကျန်းမာရေးအကြောင်းအိမ်တော်ရေးနဲ့ပတ်သက်တာပြီးတော့အညံ့နေပြေပြောက်သွားစေဖို့ရည်ရရာတွေကိုဒီဗီဒီယိုထဲမှာပြောပြပေးပါမယ်ပထမဆုံးအနေနဲ့အလုံးနဲ့ငွေကြေးအကြောင်းကိုပြောရအောင်အခုတလောလုပ်ငန်းဝင်မှာကိုလုံးတလောက်အရာမထင်ဘူးလို့ခံစားနေရတယ်မို့လားကိုကစေတနာနဲ့လုပ်ပေးပေမဲ့လို့အထင်လွဲခံရတာတွေမလို့အဖက်နဲ့တာဝန်တွေပိုပိလာတာတွေဂျုံနေရနိုင်ပါတယ်ဂျိုအနေထားရဒီလာထဲမှာရုပ်တရက်နေရပြောင်းရတာဌာနပြောင်းရတာမျိုးတွေရှိလာနိုင်ပါတယ်အရေးအကြီးဆုံးကအရင်ကရှင်းပြီးသားပြဿနာအဟောင်းတွေပြန်လဲပြီးတော့ပေါ်လာတတ်ပါတယ်ဒါကြောင့်ဘလောက်ပဲစိတ်ရှုပ်เสียကောင်းနေပါစေဒီလအစာပိုင်းမှာအလုတ်ထွက်တာမျိုးစွန့်စားပြီးတော့အလုတ်အစ်စ်ကြောင်းတာမျိုးလုံးဝမလုပ်ပါနဲ့လာကုန်မာနီရောက်မှသာအလုတ်ကိစ္စတွေကပြန်လဲပြီးတော့တည်ငြိမ်လာပါလိမ့်မယ်ငွေကြေးပိုင်းမှာတော့ဝင်ငွေရှိပေပဲလို့စိတ်ထွက်ပေါက်အနေနဲ့သုံးတာတွေများနေလို့မို့အတားအဆီးမရှိထွက်နေမဲ့အချိန်ဖြစ်ပါတယ်ငွေကြေးကိုစနစ်တကျစီမံခန့်ခွဲမထားဘူးဆိုလို့ရှိရင်လလေလောက်မှတင်ခက်ခဲတွေ့သွားနိုင်ပါတယ်အလုံးမှာဆက်ရှုပ်ရတဲ့အထက်အခြေရေးကပါအစမပြေဖြစ်နေသလားတင်ဘက်ကအမှန်တိုင်းပြောနေပေမဲ့လို့တစ်ဖက်ကကိုအမြဲနားလည်မှုလွဲနေတယ်လို့ခံစားနေရတယ်မို့လားဒီလမှာကိုယ့်ရဲ့စေတနာတွေကိုတစ်ဖက်လူကတီးမှတ်မပြူဘူးလို့ထင်လာတတ်ပါတယ်အတ္တတွေရှေ့တန်းရောက်နေတဲ့စွမ်းအင်တွေကြောင့်မို့လို့အသေးအဖွဲကိစ္စလေးတွေကနေပြီးတော့အကြီးအကျယ်စကားများရတတ်ပါတယ်အချင်းချင်းနားလည်မှုလွဲပြီးတော့ခဏတာဝေးကွာတာဒါမှမဟုတ်စကားမပြောဘဲနဲ့နေတာမျိုးတွေကြုံရနိုင်ပါတယ်ပြဿနာကြုံလာလို့ရှိရင်အနိုင်မယူပါနဲ့ကိုယ့်ဘက်ကအလျှော့ပေးလိုက်တာကရေရှိအတွက်အကောင်းဆုံးဖြည့်ရှင်နေပါပဲအိမ်အောင်တယ်တွေဆိုလို့ရှိရင်လည်းဂျားလူစကားကြောင့်မို့လို့အထင်အမြင်လွဲတာမျိုးတွေကိုအထူးသတိထားပါတတိယအချက်ကကျမ်းမာရေးပါကျမ်းမာရေးကိစ္စကိုပေါ်ဆဆမတွေးပါနဲ့ရုတ်တရက်အပူကန်တာဖြားနာတာမျိုးတွေဝင်လာတတ်ပါတယ်အထူးသဖြင့်လောက်ကုန်ပိုင်းကိုရောက်သွားတဲ့အခါအလုံးနဲ့လူမှုရေးမှာခံစားခဲ့ရတဲ့စိတ်ဖိစီးမှုတွေစုပုံလာပြီးတော့အစာအိမ်နဲ့ဦးလန်းကြောင်းဆိုင်ရာဝေဒနာတွေအဖြစ်ကြောင်းလဲခံစားရတတ်ပါတယ်။ဒါကြောင့်ကိုယ်ပိုင်အနားယူချိန်ပေးဖို့အလွန်အရေးကြီးပါတယ်။ဒီလအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်ချတဲ့အခါမှာအပြင်သွားတဲ့အခါအနီးရင်းရောင်နဲ့အနက်ရောင်ကိုလုံးဝရှောင်ကျဉ်ပါ။စိတ်ကိုအေးချမ်းစေမဲ့အဖြူရောင်နဲ့ခဲရောင်နှုတ်တွေကိုသာရွေးချယ်ပြီးတော့ဝတ်ဆင်ပါ။တင့်အတွက်ကံကောင်းစေမဲ့ကဏ္ဍတွေကတော့9 6 14ဖြစ်ပါတယ်။ရေရအနေနဲ့တောက်ကြနေ့မနက်ပိုင်းမှာအိမ်ကဖျားမှာတောက်တော်ရီ6ခွက်နဲ့အပြေ9ညွန့်ကိုကိုယ်တိုင်ဆက်ကပ်ပြီးတော့စူတောင်းပါပြီးလို့ရှိရင်ကျမ်းမာရေးမကောင်းတဲ့သူတွေကိုစေဝါဒါမှမဟုတ်လို့ရှိရင်ဓာတ်စာတစ်ခုခုဒါနပြုပေးပါဒီရေရကတင့်ရဲ့အညံ့တွေကိုတိတိတတ်တာပြေလျှော့သွားစေပါလိမ့်မယ်ဒီဗီဒီယိုလေးကိုလိုအပ်တဲ့အချိန်မှာပြန်လည်ကြည့်ရှုနိုင်ဖို့စေလုပ်ထားပါကိုရင်ဖွင့်နေတဲ့အကြောင်းအရာတွေကိုလည်း comment မှာရေးသားထားခဲ့နိုင်ပါတယ်ပြီးတော့တခြားတောက်ကြသားသမီးတွေကိုလည်းဒီလိုအကြောင်းအရာလေးတွေကိုသိပြီးတော့ပြင်ဆင်နိုင်အောင်လက်ဆင့်ပြန်လိုက်ပါအောင်ခင်ဗျာကျွန်တော်တို့နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါလို့ခင်ဗျာ